အားလုံးပဲမြင်လာပါရှင်။သမီးကတော့ MBSD ကျောင်းမှာတက်ရောက်ပညာသင်ကြားတဲ့ဒန်ဒီလိုင်းအဖွဲ့ဝင်ထင်မှတဦးပဲဖြစ်ပါရဲ့ရှင်။ဒီနေ့သမီးကိုတင်ပြပေးသွားမယ့်အကြောင်းအရာလေးကတော့တက်ရှင်များအားလုံးကျန်းမာဖို့အိုဆုံးလာကိုကာကွယ်ရမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့တင်ပြပေးမှာပဲဖြစ်ပါရဲ့ရှင်။အချိန်ကသိမကြရမို့ဒီတစ်ခါဆောက်ကြည့်ပေးဖို့ကိုမြတ်တရခံအပ်ပါရဲ့ရှင်။ အိုဇုံးလာဆိုတာကတော့အကောလုံးရင်းနှီးပြီးဖြစ်မှာပါအိုဇုံးလာဟာကမ္ဘာလေတူဒန်းလာလာ9လထဲမှာရှိတဲ့ထရိုပိုစဖီးယားအလွှာနဲ့စထရာတိုစဖီးယားအလွှာတွေကြားတဲ့အတွင်းတည်ရှိနေတာပဲဖြစ်ပါတယ်၎င်းဟာကမ္ဘာအတွက်အကျိုးကျေးဇူးများစွာလည်းရှိပါတယ်ရှင်နေရောင်ခြည်မှာလာတဲ့ခရမ်းလွန်ရောင်ခြည်များကိုစုပ်ယူပေးထားတဲ့အတွက်တက်ရှိများရောတက်ပင်များရောပါအသက်ရှင်နေထိုင်နိုင်ခြင်းပဲဖြစ်ပါတယ်အောက်ဆီဂျင်အတန်း၃ခုပါဝင်တဲ့မော်ရီဂျူတစ်ခုဖြစ်တဲ့အိုဇုံးတန်းဝေသည်အပြောင်ရောင်ဖြောဖြောရှိတဲ့အတွက်အလွန်အနံပြင်းပြီးမြေပေါ်တွင်တရှိပါကလေလွင့်ညဉ့်ညမ်းမှုကိုလည်းဖြစ်စေပါတယ်စက်ရုံအလုပ်ရုံများလျှက်ဆက်တာထုတ်လုပ်သည့်စက်ရုံများနှင့်မော်တော်ယာဉ်များမှထုတ်လုပ်တဲ့ဓာတ်ဆီငွေများတွင်အဓိကပါဝင်တဲ့နိုက်ထရိုဂျင်နဲ့အောက်ဆီဂျင်ဓာတ်ပေါင်းများ oxide of nitrogen နဲ့အငွေ့ပြန်လဲတဲ့ organic GH Boloton organic converted VOC နေရောင်ခြည်နဲ့ဓာတ်ပြုရဲ့ဖြစ်ပေါ်လာတဲ့အိုဇုံးတန်းငွေများသည့်ကမ္ဘာမျက်နှာပြင်နဲ့9မိုင်အတွင်းရှိထရိုပိုစဖီးယားအလွှာအတွင်းတွင်တည်ရှိနေတာပဲဖြစ်ပါတယ်။တို့ရာတွင်ကမ္ဘာမြေပြင်အဆင့်ဒေါက်ဆန် unit 2.2 mm ဖြစ်ပြီးတော့၎င်းပြင်းများအထူထပ်လျော်နေလာခြင်းကိုအိုဇုံးလာပျက်စီးခြင်းအိုဇုံးလာပေါက်ပြဲခြင်းအိုဇုံး hole ဟုသတ်မှတ်ခေါ်ဝေါ်ခြင်းဖြစ်သည်1985ခုနှစ်တွင်သိပ္ပံပညာရှင်များကကမ္ဘာပထမဆုံးအိုဇုံးလာအပေါက်ကိုအန္တာတိကတိုက်အပေါ်တွင်စတင်တွေ့ရှိခဲ့ပြီး1994ခုနှစ်တွင်94 Doxan unit နှင့်2016ခုနှစ်တွင်124 Doxan unit သာရှိကြောင်းတွေ့ရှိရပါသည်အိုဇုံးလာရဲ့ပျက်စီးမှုကြောင့်ကျွန်ုပ်တို့ကမ္ဘာမှာအခုလိုမျိုးတွေကြုံလာရပါတယ်အိုဇုံးလာပျက်စီးမှုကြောင့်အရေးပြားကင်ဆာရောဂါမျက်စိတိမ်ဆွဲရောဂါနှင့်ဘိုခံအားကျဆင်းမှုများဖြစ်ပေါ်စေနိုင်သည့်အပြင်ဒီနံအထွန်းနှုံကျဆင်းမှုအနဝါဂေဟစနစ်ပျက်စီးမှုနှင့်ရုပ်ဝတ္ထုပစ္စည်းရုပ်ရင်းပျက်စီးမှုဖြစ်ပေါ်စေနိုင်ကြောင်းခရမ်းလွန်ရောင်ခြည်ကြားရောက်မှုကြောင့်ကမ္ဘာတဝန်းနှစ်စဉ်လူဦးရေ2 သန်းမှ3 သန်းအထိအရေးပြားကင်ဆာရောဂါဖြစ်ပွားလျက်ရှိပြီးနှစ်စဉ်ခန့်မှန်းခြေလူဦးရေ66000 ခန့်သေဆုံးမှုဖြစ်ပေါ်လျက်ရှိကြောင်းကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် UNEP ၏အစီရင်ခံစာအရသိရှိရသည်အဲ့ဒီအပြင်အိုဇုံးလာကိုဖျက်ဆီးစေတဲ့ဒြဲပစ္စည်းများစုကကမ္ဘာပုံနေမှုညွှန်ကိန်း Global Warming Protection GWP ညှိမှာကြပြီးအင်အားကြီးရဲ့မှန်လုံအင်အားနည်းတင်တက်ငွေ GHGs တွေဖြစ်ကြပေမဲ့လည်းရင်းတို့ရဲ့ဒြဲပစ္စည်းတွေအလွန်ကြုံသုံးဆွဲမှုကရာသီဥတုပြောင်းလဲမှုဖြစ်စေရဲ့အဓိကအကြောင်းတစ်ရပ်ဖြစ်ပါတယ်။အိုဇုံးလာပစ္စည်းခြင်းကိုကမ္ဘာနိုင်ငံများဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရဲ့အိုဇုံးလာကာကွယ်ဆိုင်ရာ Vienna Convention ကို1985ခုနှစ်မှာ၎င်းအိုဇုံးလာပျက်စီးစေတဲ့ဒြဲပစ္စည်းတွေထိန်းချုပ်ရေးဆိုင်ရာမိုထရီရဲ့နောက်ဆက်တွဲစာချုပ်ကို1989ခုနှစ်စက်တင်ဘာ16ရက်နေ့မှာ၎င်းအတည်ပြုထုတ်ဆိုခဲ့ကြပြီးမြန်မာနိုင်ငံပါဝင်ကမ္ဘာနိုင်ငံများအားလုံးပူးပေါင်းပါဝင်ပြီးအကောင့်ထဲပေါ်ဆောင်လျက်ရှိပါတယ်။မိုထရီရဲ့နောက်ဆက်တွဲစာချုပ်ကိုအောင်မြင်စွာချုပ်ဆိုနိုင်ခဲ့တဲ့စက်တင်ဘာ16ရက်နေ့ကိုကမ္ဘာအိုဇုံးလာထိန်းသိမ်းရေးနေ့အဖြစ်သတ်မှတ်ထားခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံကအိုဇုံးလာပျက်စီးစေတဲ့အဓိကဒြဲပစ္စည်းဖြစ်တဲ့ကလိုရိုဖလူရိုကာဗွန် CFCs ထုတ်လုပ်လေ့လာဖတ်ရှုထားပါရှင်။ဟုတ်ကဲ့ပါရှင်။သမီးတို့တင်းဒန်ဒီလိုင်းမှာတင်ပြပေးပါတဲ့အချိန်မှာခေါင်းစဉ်နဲ့မကိုက်ညီရမျိုးပါခဲ့ရင်လည်းစိတ်မကွက်ပဲမှတ်လို့ပေးဖို့ကိုအထူးမြတ်တာရခံအပ်ပါရှင်။သမီးတို့ project လေးကိုရိုးတစကြည့်ရှုပေးခဲ့ကြတဲ့သူတဦးတယောက်ချင်းချင်းတန်းကိုလည်းအထူးကျေးဇူးတင်ရှိပါရှင်။တော်လှန်သောနေ့ကောင်းနေ့မြတ်လေးဖြစ်ပါစေရှင်။